စိတ်ပြီးတော့ပေးမဲ့ project တွေကိုကျွန်တော်စပြီးတော့မိတ်ဆက်ပြပါမယ်။ကနဦးကတော့ကျွန်တော်မြေခွဲစိတ်မပေးတဲ့ဟာမျိုးဆိုတော့လူတွေစိတ်ဝင်စားကြဘူး။မန္တလေးမျိုးကလူတွေကြတော့မြေတွေအရင်စိတ်ဝင်စားတယ်နော်။အားလုံးလက်ခုပ်တီကြိုဆိုလိုက်ပြီးပေါ့ခင်ဗျာ။မအေးဆိုရဲ။ โอเคအားလုံးမင်္ဂလာပါနေ့တဲ့အကျိုးပါနှစ်ကိုတစ်ခေါက်လောက်မလာလိုက်ရရင်ကျမမှာတစ်ခုခုလိုနေတယ်လို့ပဲရန်ကုန်မှာလုံခဲ့တဲ့လာ23ရက်နေ့ကျွန်မမွေးနေ့နှစ်ကမွေးနေ့ကိုမန္တလေးမှာကျွန်မကျင်းပခဲ့ပါတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့လုပ်ခဲ့တဲ့เนาะတက်တာကိုပါเนาะဒီစားပြီးကျွန်မတို့ရဲ့တဲ့ရတဲ့ရောက်လာပေါ့เนาะခဏမှချူပြောတော့တစ်ခါကျွန်မအရန်ကြိုက်ခဲ့တဲ့เนาะတချင်းကြီးเนาะ16နှစ်မှအဲ့ဒါပြောတာလေးပြီးတော့ bike stop မှုကြီးဆိုတော့ကျယ်တော့ဖြစ်တာပြီးတော့အဲ့ဒီနာrodeo drive ရှိတယ် Beverly Hills ရှိတယ်ပြီးတော့ဟိုရဲ့ကျွန်တော်နေတဲ့နားမှာ urban spectrum လို့ခေါ်ရရှိတယ်အဲ့ဒီနားမှာအရန်ကျယ်တော့လူတွေအဲ့ဒီမှာexercise ရဲသွားလို့ရသူတို့ tennis နဲ့သွားဆောက်လို့ရတယ်အဲ့ဒီနေရာကိုinspiration ယူပြီးတော့ဒီအိမ်မှာဆုံးမှာတော့လာပြီးတော့ဖန်တီးဖြစ်ပါတယ်အဲဒါကြောင့်ဒီအားလုံးinspiration နဲ့ creation နဲ့တို့ရဲ့ essence နဲ့ aura ဒီအိမ်မှာဆုံးကိုပြန်ပြီးတော့ထွင်လို့ဖြစ်ပါတယ်အဲဒါကြောင့်အိမ်မှာဆုံးကိုစူးစမ်းပြီးတော့သူစောင့်နေပါတယ်နော်ကျေးဇူးပြုရည်ရှိပါတယ်ကိုရှင်ဖြစ်ပါတယ်အခုပွဲရတော့အလားကုန်နဲ့ပတ်သက်တဲ့ပွဲမဟုတ်ပါဘူးဒီဦးအောင်ရှင်တော်ရေးတွေ့လို့ရဲ့ဦးအောင်ရှင်တော်ရေးတွေ့လို့ဦးအောင်ရှင်တော်ရေးတွေ့လို့ရဲ့အဲပါစီကဦးအောင်ရှင်တော်ရေးတွေ့လို့ရဲ့ရေကတိတ်ကြသိဆိုတဲ့ဘုံတို့အယောင်ပွဲကြီးပဲဖြစ်ပါတယ်နော်ဒီဒါအမှတ်တရဂုဏ်ပြုတဲ့ခန္ဓာစီလက်ကုပ်အော်ပါနဲ့များနဲ့ဂုဏ်ပြုအားပေးရှင်လက်ခုပ်အော်ပါနဲ့များနဲ့ဂုဏ်ပြုအားပေးရှင်နေပါမယ်ကျေးဇူးတင်ရှိပါတယ်ဂုဏ်ပြုရှင်နေပါမယ်လက်ခုပ်ပေးပါတယ်အဲ့ဒါနေ့တင်ပါလဲကိုစိတ်နှပြချမ်းသာရှင်ပါစေလို့ဆုပေးပါတယ်ခင်ဗျာဒီလေးလိုပဲကတော့ပေါ့နော်တော့တဲ့ကျမတို့ရဲ့အောင်ပန်းနိုင်လို့တော့ကြရအောင်အဒီအဒီပြုတဲ့လူအားလုံးကျမ်းမာချမ်းသာစေရေကျုံရောက်မေးဒီလေဝေရှိရကြလာတောင်းစုပန်းချွေကဘာမီအမီပြူတဲ့ယူဝါရီသမီးတိုင်းရလေအောင်ပါမေပါလေဒီဝါရီသမီးတိုင်းရအောင်ပါလေဘာလို့လဲမီဒီအောင်ပါလေမင်္ဂလာရဲ့လက်ထက်မေဒီအောင်ပါလေမေရီမောင်ပါလေမင်္ဂလာရဲ့လက်ထက်